ခဲအားလုံးမင်္ဂလာပါဗျအခု16ရက်9လ2026အတွက်ကျွန်တော်အတွဲပေါင်းခြင်း3လုံးပေါ့ဗျာเนาะအတွဲပေါင်းခြင်း3လုံးတွက်နီးလေးနဲ့တော့ပြပေးပါမယ်ဗျာเนาะတွက်နီးနဲ့ပြလို့ရတဲ့ဟာတွေကိုကျွန်တော်တွက်နီးနဲ့ပြပေးပါမယ်ဗျာเนาะအတွဲပေါင်းခြင်းဆိုတာကရှေ့ကနှလုံးပေါင်းခြင်းသို့မဟုတ်ခွာပေါင်းခြင်းသို့မဟုတ်အလဲနဲ့အပိတ်ပေါင်းခြင်းအဲ့ဒီလိုပုံစံမျိုးကိုဆိုလိုတာဖြစ်ပါတယ်ဗျာเนาะအတွဲပေါင်းခြင်းဆိုတာရှေ့အတွဲနောက်အတွဲမှမဟုတ်ဘူးเนาะဒီပတ်ဆက်၃လုံးကိုခွာပေါင်းလို့လည်းရတယ်เนาะအလဲနဲ့အပိတ်ပေါင်းလည်းရတယ်ချိတ်စီးနဲ့အလဲနဲ့ပေါင်းလည်းရတယ်ပေါ့เนาะအဲ့လိုဘလို့ပေါင်းအဲ့လိုပေါင်းခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ဗျာเนาะကဲအဲ့အတွက်ဒီအဲ့ဒါလေးကို20လေးနဲ့ပြပေးမယ်20လေးနဲ့တခါကြည့်လိုက်ပါဗျာเนาะဒီနေ့ကလည်းမှန်နေတာကျွန်တော်တို့15ချိန်လောက်မှန်နေတဲ့နီးလေးဖြစ်ပါတယ်ဗျာနော်15ချိန်လောက်မှန်နေတဲ့နီးလေးပါကြိုက်တယ်နှစ်သက်တယ်ဆိုရင်3ပါမကြိုက်ဘူးမနှစ်သက်ဘူးဆိုရင်မ3ပါနဲ့ကျွန်တော်အထောက်အကူရဖို့အတွက်ကျွန်တော်ကပြပေးခြင်းပဲဖြစ်တယ်ဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်20လေးကိုကြည့်လိုက်ရအောင်ဗျ20လေးကတော့ကျွန်တော်ဒီ6ခုနှစ်ကနေပြီးတော့ကျွန်တော်စပြီးတော့တွက်ပြပြီးမှဖြစ်ပါတယ်ဗျာနော်ဟုတ်ပြီ20လေးကတဲ့ကိုခွန်လေးလို့ထွက်တဲ့ဒီကနှစ်နောက်ပိတ်ပေါ့ဗျာနော်ကိုခွန်ထွက်တဲ့ဒီကနှစ်နောက်ပိတ်နဲ့ဒီက6နှစ်9က9နောက်ပိတ်ပေါ့ဗျာနော်ဒီနှစ်နဲ့ကျွန်တော်တို့ဒီ9နဲ့ကိုပေါင်းမှာဖြစ်ပါတယ်ဗျာနော်နှစ်နဲ့9နဲ့ကိုပေါင်းမှာဖြစ်ပါတယ်နှစ်နဲ့9နဲ့ပေါင်းတော့ဒီမှာ1လို့ရပါတယ်ဗျာနော်1အဲ့ဒီ1ကိုကျွန်တော်တို့ကတပွင့်တိုးပြီးတော့နှလုံးထပ်ယူ1 2 3ပေါ့ဗျာเนาะ1 2 3ဆိုပြီးတော့ကျွန်တော်တို့ယူလိုက်တွဲပေါင်းခြင်းလို့ပဲရေးလိုက်เนาะပေါင်းခြင်း9ခုနှစ်က2နောက်ပိတ်6နှစ်9က9နောက်ပိတ်ပေါ့เนาะနောက်ပိတ်နှလုံးကိုကျွန်တော်ပေါင်းတာဖြစ်ပါတယ်ဗျာเนาะ9နှစ်နဲ့9နဲ့ပေါင်းမယ်2နဲ့9နဲ့ပေါင်းတော့1လို့ရတယ်အဲ့ဒီ1ကိုတပွင့်တိုးမယ်2ကိုတပွင့်တိုးမယ်3ပေါင်းလို့ရတဲ့ဟာကိုတပွင့်တိုးပြီးတော့နှလုံးလိုက်တာဖြစ်ပါတယ်ဗျ1နဲ့3လို့ယူလိုက်တာဖြစ်ပါတယ်အဲ့ဒီမှာဒီ9ခုနှစ်နဲ့6နှစ်ကိုအချိန်ပေါင်းတာဆိုတော့ဒီ963အချိန်အတွက်ဖြစ်ပါတယ်ဗျာနော်963အချိန်အတွက်ဖြစ်ပါတယ်2ချိန်အထက်က2ချိန်ပေါင်းတာကအောက်ကအချိန်အတွက်ဖြစ်ပါတယ်အဲ့ဒီမှာ1နှစ်3ဆိုပြီးတော့ပေါင်းခြင်းရပါတယ်ဗျာနော်အဲ့ဒီမှာတွေ့အောင်မှာဘာထွက်သွားလဲဆိုတော့ဒီမှာ963လို့ထွက်တယ်ဗျာနော်963လို့ထွက်တယ်ကျွန်တော်ဒီဘက်မှာပြပေးလိုက်မယ်နော်963လို့ထွက်တယ်တဲ့963လို့ထွက်တော့ဒီမှာဆိုလို့ရှိရင်နော်အဲ့ဒီမှာ963လို့ထွက်တယ်963လို့ထွက်တော့ဒီမှာ9နဲ့6ပေါင်းခြင်းကဒီမှာ1ဖြစ်ပါတယ်ဗျာနော်9နဲ့6ပေါင်းခြင်း1ဖြစ်ပါတယ်6နဲ့3ပေါင်းခြင်းက9မပါဘူးဗျာနော်9နဲ့3ပေါင်းခြင်းက8မပါဘူးဒီမှာတစ်လုံးပေါင်းခြင်းတစ်လုံးကြိုက်တယ်ဆိုရင်အဆင်ပြေပါတယ်ဗျာနော်ဒီမှာပေါင်းခြင်းက1နှစ်3လို့ရတယ်ဒီမှာဒီ2ကြိမ်ပေါင်းတာကဒီအောက်ကအကြိမ်အတွက်ဖြစ်ပါတယ်ဗျာနော်အဲ့မှာ963လို့ထွက်တော့ဒီမှာ9နဲ့6ပေါင်းခြင်း1ဖြစ်တယ်ဗျာနော်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့ဆက်သွားမယ်ဆက်သွားတော့ဒီမှာ6နှစ်9က9နောက်ပိတ်963ကဒီက3နောက်ပိတ်ဒီ9နဲ့3နဲ့ပေါင်းမှာဖြစ်ပါတယ်ဗျာနော်963နဲ့6နှစ်9နဲ့963ပေါင်းတာဒီ666အကြိမ်အတွက်ဖြစ်ပါတယ်ဗျာနော်9နဲ့3နဲ့ပေါင်းတော့ဒီမှာနှစ်လို့ရပါတယ်ဗျာနော်9နဲ့3နဲ့ပေါင်းတော့9နဲ့3နဲ့ပေါင်းတော့ဒီမှာနှစ်လို့ရပါဗျာနှစ်ကိုတပွင့်တိုးမယ်3ကိုတပွင့်တိုးမယ်4နှစ်3 4ဆိုပြီးတော့ရပါတယ်အဲ့ဒီအတွဲပေါင်းခြင်း2 3 4ကဒီ666အကြိမ်အတွက်ဖြစ်ပါတယ်ဗျာနော်666အကြိမ်အတွက်အဲ့တော့အဲ့ဒီကြိမ်မှာတဲ့ဘာထွက်သွားလဲဆိုတော့သူ့ရဲ့အောက်မှာ666လို့ထွက်တယ်ဗျာနော်666လို့ထွက်တော့ဒီမှာဒီ6နှလုံးပေါင်းခြင်းကဒီမှာ2ပါတယ်ဗျာနော်6နှလုံးပေါင်းခြင်း2ဖြစ်ပါတယ်ဗျာ8နဲ့6ပေါင်းခြင်း4ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်2ခုလုံးကြိုက်ပါတယ်ဗျာနော်ဒီ8နဲ့6ပေါင်းခြင်းကလည်းဒီမှာ4ဖြစ်ပါတယ်ဗျာနော်ဒီမှာဆိုရင်ပေါင်းခြင်း2ခုတောင်မှရပါတယ်ဗျာနော်ပေါင်းခြင်းတစ်ခုရတယ်ဆိုရင်အဆင်ပြေတယ်ပေါ့နော်ထိုးရမယ့်ကဏ္ဍကအဲ့လိုပေါင်းခြင်းနဲ့ကြိုက်မနေဘူးဆိုလို့ရှိရင်ထိုးလို့အသိအဆင်မပြေဘူးပေါ့ဗျာနော်ဒါ20အရာကျွန်တော်ပြောပြခြင်းဖြစ်တယ်ပေါ့နော်ဟုတ်ပြီဒီမှာဆို666လို့ထွက်တယ်ဗျာ8နဲ့6ပေါင်းခြင်း4ဖြစ်တယ်နော်ခွာပေါင်းလို့ရှိရင်လည်း4ဖြစ်သေးတယ်နော်အဲ့ဒါ6နဲ့6ပေါင်းခြင်း2ဖြစ်တယ်နော်အဲ့မှာဆိုလို့ရှိရင်ပေါင်းခြင်းက2 3 4ဆိုတော့ဒီမှာ2လဲထိတယ်4လဲထိတယ်နော်ပေါင်းခြင်း2လဲရတယ်4လဲရတယ်2မျိုးရတယ်နော်ဟုတ်ပြီအဲ့လိုကျွန်တော်တို့ဆက်သွားမယ်ဆက်သွားတော့ဒီ963ကဒီက3နောက်ပိတ်666ကဒီက6နောက်ပိတ်အဲ့ဒီမှာ3နဲ့6နဲ့ကိုကျွန်တော်တို့ပေါင်းမှာဖြစ်ပါတယ်3နဲ့6နဲ့ပေါင်းတော့ဒီမှာ9လို့ရပါတယ်9တပွင့်တိုးမယ်3ညကိုတပွင့်တိုးမယ်1 9 3 1အဲ့ဒီ9 3 1က9
ဒီ339အချိန်အတွက်ဖြစ်ပါတယ်ဗျာနော်တွေ့အောင်ပါဒီမှာ339လို့ထွက်တယ်နော်339အချိန်အတွက်ဖြစ်ပါတယ်တဲ့နော်အဲ့ဒီမှာဆိုလို့ရှိရင်နော်ဒီမှာဒီ300နဲ့300နဲ့ပေါင်းတာကလည်း300နဲ့300နဲ့ပေါင်းခြင်းကဒီမှာ300လို့ရတယ်ဗျာနော်ဟုတ်ပြီဒီမှာခွပေါင်းတာလည်းအတူတူပဲเนาะခွပေါင်းလည်းအတူတူပဲနောက်နှလုံးပေါင်းရှင်လည်းဒီမှာ6လို့ရတယ်ဗျာဒီမှာဆိုလို့ရှိရင်လည်း9300ဆိုပြီးတော့အတွဲပေါင်းခြင်း2မျိုးရတယ်ဗျာเนาะ2မျိုးနဲ့ကိုက်ဆိုင်ပါတယ်ဗျာเนาะအတွဲပေါင်းခြင်း2မျိုးတိုက်ဆိုင်ပါတယ်ဗျာเนาะဟုတ်ပြီအဲ့လိုပဲကျွန်တော်ဆက်သွားမယ်အချိန်ကြီးဆွဲတဲ့အချိန်တော်တော်ကြာအောင်မယ်အဲ့လိုပဲကျွန်တော်တို့ဆက်သွားမယ်เนาะမြန်မြန်လေးသွားလိုက်မယ်6နဲ့9နဲ့ကျွန်တော်တို့6နဲ့9နဲ့ကိုကျွန်တော်ပေါင်းမှာဖြစ်ပါတယ်6နဲ့9နဲ့ပေါင်းတော့ဒီမှာ9လို့ရမယ်ဗျာเนาะ9ကိုတပွန်တိုးမယ်66ကိုတပွန်တိုးမယ်ခွန်56ခွန်လို့ရတယ်အဲ56ခွန်ကဒီ911လေးထွက်တဲ့အချိန်အတွက်ဖြစ်တယ်ဗျာနော်အဲ့ဒီမှာဆိုလို့ရှိရင်914လို့ထွက်တယ်914လို့ထွက်တော့ဒီမှာဆိုလို့ရှိရင်9နဲ့1ပေါင်းခြင်းဟာဒီမှာ6ဖြစ်တယ်ဗျာနော်ပြီးရင်ဟာဒီမှာ4နဲ့1ပေါင်းခြင်းဟာ9ဖြစ်တယ်ဒီမှာဆိုလို့ရှိရင်လည်း2ကြိမ်ပေါင်းခြင်း2ကြိမ်နဲ့ပေါင်းခြင်း2ခုနဲ့တိုက်ဆိုင်ပါတယ်ဗျာနော်ပေါင်းခြင်း2ခုရပါတယ်ဗျာနော်ပေါင်းခြင်း2ခုဝင်တယ်ပေါ့ဗျာနော်အဲ့ဒီမှာဆိုလို့ရှိရင်ထပ်သွားမယ်3ရက်9ဒီက9နောက်ပိတ်914က4နောက်ပိတ်ဟုတ်ပြီအဲ့ဒီမှာ9နဲ့4နဲ့ပေါင်းမယ်9နဲ့4နဲ့ပေါင်းတာကဒီမှာ3လို့ရမယ်3ကိုတပွန်တိုးမယ်4ကိုတပွန်တိုးမယ်5 345အဲ့ဒီ345ပေါင်းခြင်းကဒီ6တစ်နှစ်အချိန်အတွက်ဖြစ်တယ်အဲ့ဒီမှာဘာထွက်သွားလဲဆိုတော့6တစ်နှစ်လို့ထွက်တယ်6တစ်နှစ်လို့ထွက်တော့ဒီမှာဟာဒီ1နဲ့2နဲ့ပေါင်းမယ်1နဲ့2ပေါင်းခြင်းဒီမှာ3နဲ့ဗျာနော်ပြီးလို့ရှိရင်သိလားမရတော့เนาะ6နဲ့1ပေါင်းခြင်းကခွန်6နဲ့2ပေါင်းခြင်း8ဒီမှာဆိုလို့ရှိရင်ပေါင်းခြင်း3တစ်လုံးရတယ်เนาะတစ်လုံးနဲ့တိုက်ဆိုင်တယ်ဟုတ်ပြီအဲ့လိုပဲကျွန်တော်တို့ဆက်သွားမယ်ဒီက4နောက်ပိတ်ဒီက2နောက်ပိတ်4နဲ့2နဲ့ပေါင်းမယ်4နဲ့2နဲ့ပေါင်းတော့ဒီမှာ6လို့ရမယ်6ကိုတပွင့်တိုးပြီးနှလုံးယူမယ်6.8ကဒီ300ခွန်အတွက်အဲ့ဒီမှာဘာထွက်သွားလဲဆိုတော့300ခွန်လို့ထွက်တယ်300ခွန်လို့ထွက်တော့ဒီမှာရှင်းနှလုံးပေါင်းခြင်းလဲခွန်ဖြစ်ပါတယ်ခွာပေါင်းခြင်းလဲခွန်ဖြစ်ပါတယ်ဗျာเนาะဒီမှာခွာပေါင်းခြင်းဆိုလဲခွန်ဖြစ်တယ်ဒီမှာကျတော့ပြောမယ်ဆိုလို့ရှိရင်အပူခွာလည်းဖြစ်တယ်ပေါင်းခြင်းတစ်လုံးလဲကိုသူက2ခုထိတယ်ပေါ့เนาะထိတ်ခွာပေါင်းခြင်းလည်းကြိုက်တယ်ထိတ်နဲ့အလဲပေါင်းခြင်းလည်းရတယ်ပေါ့နော်ဘလို့ဖြစ်ဒီပေါင်းခြင်း3လုံးကတစ်လုံးကြိုက်ဆိုင်တယ်တစ်လုံးထိတယ်ဆိုလို့ရှိရင်သူကအဆင်ပြေတယ်ပေါ့ဗျာနော်အဲ့လိုပုံစံမျိုးပေါ့ပောက်ကွက်ဖြစ်နိုင်ကြီးရှိတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကျွန်တော်တို့ဆိုလိုချင်းဖြစ်တယ်ဗျာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဆက်သွားမယ်ဆက်သွားတော့ဒီက2နောက်ပိတ်9နောက်ပိတ်2နဲ့9နဲ့ပေါင်းတော့ဒီမှာ6လို့ရမယ်331လို့ရမယ်ဗျာနော်331ကဒီ388အချိန်အတွက်ဖြစ်တယ်အဲ့ဒီမှာ38ခွန်လို့ထွက်တယ်ဗျာနော်38ခွန်လို့ထွက်တော့တယ်နော်ဒီမှာ3နဲ့8ပေါင်းခြင်း3နဲ့8ပေါင်းခြင်းက1ဖြစ်ပါတယ်လေဗျာနော်3နဲ့8ပေါင်းခြင်း1ဖြစ်ပါတယ်နောက်ပြီးတော့ဟာဒီမှာ3နဲ့ခွန်ပေါင်းခြင်းခွပေါင်းခြင်းကလည်း300ဖြစ်တယ်ဗျာနော်ဒီမှာဆိုလို့ရှိရင်2ကြိမ်ကြိုက်တယ်နော်နားလေလားမသိဘူးเนาะဒီမှာ3ခွန်8လို့ထွက်တယ်เนาะဒီမှာဒီ2ကြိမ်ပေါင်းတာတွေ့အောင်မှာ3ခွန်8လို့ဒီမှာထွက်တယ်ဗျာเนาะအဲ့ဒါကျွန်တော်ဒီဘက်မှာရေးပြတာဒီမှာပြလို့ရှိရင်ဒီမှာရှုပ်ကုန်မှာဆိုလို့နားလေအောင်ရှင်းအောင်လို့ကျွန်တော်ဒီချာပြပေးခြင်းဖြစ်တယ်ဗျာเนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဆက်သွားမယ်ဆက်သွားလိုက်တော့300ခွန်ကခွန်နောက်ပိတ်38ခွန်ကခွန်နောက်ပိတ်အဲ့ဒီမှာခွန်နှလုံးကျွန်တော်တို့ပေါင်းမှာဖြစ်တယ်ခွန်နဲ့ခွန်ပေါင်း4ဒီတပွန်တိုး9 9တပွန်တိုး6 4 5 6ကဒီခွန်300အကျိန်ပဲဖြစ်တယ်เนาะဒီမှာခွန်300လို့ထွက်ထားတယ်အဲ့ဒီမှာ4 5 6အတွဲပေါင်းခြင်းမှာဘာထွက်သွားလဲဆိုတော့ခွန်300လို့ထွက်တယ်တဲ့ခွန်300လို့ထွက်တော့အဲ့ဒီမှာခွန်နဲ့ခွန်ပေါင်းခြင်းဒီမှာ4ပါတယ်ဗျာเนาะခွန်နဲ့ဒီမှာအလယ်နဲ့အပိတ်နဲ့ပေါင်းရင်အလယ်နဲ့ပိတ်ပေါင်းခွန်ခွာပေါင်းခြင်းခွန်နဲ့မပါတော့ဒီမှာ4တစ်လုံးပေါင်းခြင်းတစ်လုံးကိုက်ဆိုင်တယ်เนาะပေါင်းခြင်းတစ်လုံးတိုက်ဆိုင်တယ်ဆိုရင်အဆင်ပြေပြီเนาะဟုတ်ပြီအဲ့တော့ဆက်သွားမယ်38ခွန်ကခွန်နောက်ပိတ်300ခွန်20ကခွန်နောက်ပိတ်အဲ့ဒီမှာ300နောက်ပိတ်ပေါ့เนาะအဲ့ဒီခွန်နဲ့300ကိုပေါင်းမယ်ခွန်နဲ့300နဲ့ပေါင်းတာကခွန်89လို့ရမယ်အဲ့ဒီခွန်89ကဒီမှာ184လို့ထွက်တဲ့အချိန်အတွက်ဖြစ်တယ်အဲ့ဒီမှာခွန်89အတွဲပေါင်းခြင်းမှာ184လို့ထွက်တော့တယ်เนาะအဲ့ဒီ1နဲ့8နဲ့ပေါင်းခြင်းကဒီမှာ9ဖြစ်ပါတယ်လေဗျာနော်1နဲ့4ပေါင်းခြင်းက8နဲ့4ပေါင်းခြင်း2ဒီမှာဆိုလို့ရှိရင်တစ်ချိန်ပဲဖြစ်တယ်နော်တစ်ချိန်ဖြစ်တယ်ဆိုရင် okay ပြီဟုတ်ပြီဆက်သွားမယ်ဒီက300နောက်ပိတ်4နောက်ပိတ်300နဲ့4နဲ့ပေါင်းတော့ဒီမှာဆိုလို့ရှိရင်4ရမယ်456လို့ရမယ်ဗျာနော်456ကဒီ4ကို9ထွက်တဲ့အချိန်အတွက်ဖြစ်တယ်ဗျာနော်456ခဏလေးနော်တိတ်မမြင်ရတော့အောက်ကနေနဲ့စိုက်လိုက်အောင်ပါဟုတ်ပြီ300နဲ့4နဲ့ပေါင်းတော့4ကိုတပွန်တိုး9 9ကိုတပွန်တိုး6 4 5 6
တွဲပေါင်းခြင်းမှာတဲ့ဘာထွက်သွားလဲဆိုတော့ဒီမှာ495လို့ပြီးခဲ့တဲ့အချိန်ကထွက်သွားတယ်495လို့ထွက်တော့တဲ့နော်ဒီမှာဟာဒီ6နဲ့5နဲ့ပေါင်းခြင်း6နဲ့5နဲ့ပေါင်းခြင်းဒီမှာ4တလုံးပေါင်းခြင်း4ပါတယ်ဗျာနော်ပြီးလို့ရှင်ရင်တဲ့နော်6နဲ့4နဲ့ပေါင်းတဲ့3 4နဲ့5နဲ့ပေါင်းရင်9 5နဲ့9နဲ့ပေါင်း4ဒီမှာပေါင်းခြင်းတလုံးရပါတယ်ဗျာနော်495လို့ထွက်တော့ဒီအလင်းနဲ့အပိတ်ပေါင်းခြင်းက9နဲ့9နဲ့5ပေါင်းခြင်း4ဖြစ်ပါတယ်တဲ့ဗျာနော်ဟုတ်ပြီအဲ့တော့အခုချိန်အတွက်ကျွန်တော်တို့ကတဲ့နော်ခုချိန်အတွက်ဆိုလို့ရှိရင်ဒီမှာ184က4နောက်ပိတ်495 5နောက်ပိတ်အဲ့ဒီမှာ4နဲ့9နဲ့ကိုကျွန်တော်တို့က4နဲ့5နဲ့ကိုပေါင်းမှာဖြစ်ပါ4နဲ့5နဲ့ပေါင်းတော့ဒီမှာ9လို့ရမယ်9301လို့ရမယ်အခုချိန်မှာ9301တဲ့အတွဲပေါင်းခြင်း9301ဖြစ်ပါတယ်ဗျာနော်အတွဲပေါင်းခြင်းမှာနော်အခု16ရက်9လ2026အတွက်ဒီမှာအတွဲပေါင်းခြင်းပေါ့နော်အတွဲပေါင်းခြင်းဆိုတာဘလို့ပေါင်းရတယ်ခွပေါင်းလဲရတယ်တော့ကျွန်တော်ဒီမှာအတူခုတ်ချိုကျုပ်ပဲရေးလိုက်မယ်နော်အတွဲပေါင်းခြင်းဆိုတာခွပေါင်းလဲရတယ်ဘလို့ပေါင်းရတယ်ဗျာနော်အဲ့ဒီမှာ9301လို့ရတယ်ဗျာနော်9301ဟုတ်ပြီအဲ့ဒီ9301ကိုကျွန်တော်တို့ကကျွန်တော်အတွဲထုတ်ပေးလိုက်မယ်ဗျာเนาะတခါတည်းကျွန်တော်အတွဲထုတ်ပေးလိုက်မယ်9301ပေါ့เนาะ9301ကိုဘယ်လိုအတွဲထုတ်လိုက်မလဲဆိုတော့ဒီမှာ456ကိုကျွန်တော်တို့အတွဲထုတ်ပေးမယ်ဆိုလို့ရှိရင်ပေါ့เนาะ456ကိုအတွဲထုတ်ပေးမယ်ဆိုလို့ရှိရင်ကျွန်တော်ပြမနေတော့เนาะဗီဒီယိုကအရန်ရှင်းနေပြီ9301အတွဲပေါင်းခြင်း9301เนาะအတွဲပေါင်းခြင်း9301ကိုကျွန်တော်တို့အတွဲထုတ်မယ်ဆိုလို့ရှိရင်မြင်ရလားမသိเนาะပေါင်းခြင်း9ဆိုလို့ရှိရင်ဒီမှာ300နေစရေးမယ်ဗျာ309 18နှစ်ခွန်36 45 3663အပြန်လာပေါ့နော်ဒီမှာဆိုရှင်မဆိုတော့9တွဲပဲရမယ်တွဲနဲ့တွဲ3တွဲ4တွဲ5တွဲဟုတ်ပြီဒါပေါင်းခြင်း9ပေါင်းခြင်း300ဆိုရင်ဒီမှာ300ဒီကိုနှစ်ရှစ်3ခွန်46 55ဒီမှာဆိုလို့ရှိရင်6တွဲဖြစ်မယ်ဗျာနော်ပေါင်းခြင်းစုံဆိုလို့ရှိရင်6တွဲဖြစ်မယ်ဟုတ်ပြီအဲ့တော့နောက်ပေါင်းခြင်း1ဆိုတော့ဒီမှာ300နေစရေးမယ်301နှစ်ကို38 4ခွန်56ကဲအဲ့ဒါအတွဲပဲဗျာနော်ဒါအတွဲပဲဖြစ်ပါတယ်ဗျာနော်အတွဲ456ကိုအတွဲထုတ်မယ်ဆိုလို့ရှိရင်လည်းဒီလိုပဲရမယ်နော်304 13 2 3 49ပေါ့နော်59ဒါမျိုးတွေရမယ်နော်အဲ့တော့ဒီမှာအတွဲ3တွဲပေါ့ဗျာနော်အတွဲပေါင်းခြင်းက9301ဆိုတော့အဲ့မှာပေါင်းခြင်း9နဲ့ဒီမှာအတွဲ5တွဲရမယ်ပေါင်းခြင်း300နဲ့ဆိုရင်အတွဲ6တွဲရှိမယ်ပေါင်းခြင်း1နဲ့ဆိုလို့ရှိရင်အတွဲ5တွဲရှိမယ်ကဲဒါကတော့အတွဲတွေဖြစ်ပါတယ်ဗျာနော်အတွဲတစ်ခါတည်းထုတ်ပြလိုက်ပါပြီဗျာနော်အတွဲပေါင်းခြင်းရဲ့အတွဲတွေဖြစ်ပါတယ်ကြိုက်တဲ့နှစ်သက်တဲ့ဆိုရင်ကစားပါဗျာနော်ကြိုက်တဲ့နှစ်သက်မှာကစားပါမကြိုက်ဘူးမနှစ်သက်ဘူးဆိုလို့ရှိရင်လည်းမကစားပါနဲ့ဗျာနော်ဒါကမှန်နေတာကိုကျွန်တော်ကပြပေးခြင်းပဲဖြစ်တယ်ဗျာနော်မှန်နေတဲ့ဒီစနစ်တွေကိုကျွန်တော်ပြပေးခြင်းပဲဖြစ်ပါတယ်ဗျာနော်ဗီဒီယိုကလည်းအရန်ရှည်သွားပြီဗျာခဲအားလုံးပဲကြိုက်တဲ့နှစ်သက်ဆိုရင်ကစားပါဗျာနော်အထောက်အကူရဖို့အတွက်ကျွန်တော်တင်ပြပေးခြင်းဖြစ်တယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe ဆိုတဲ့စာတန်းလေးတစ်ချိန်စီနှိပ်ပြီးတော့အားပေးသွားပါဗျာနော် like တွေလက်မလေးတွေလည်းနှိပ်ပြီးသွားပါဗျာနော် like နှိပ်လို့လည်းပတ်စံမကုန်သွားပါဘူးဗျာနော် subscribe ဆိုတဲ့စာတန်းလေးကတစ်ချိန်နှိပ်ထားပြီးရင်ရပါပြီဗျာနော်စီးရင်တွင်းလာတယ်ပေါ့နော်ဒါမှသာကျွန်တော်ဗီဒီယိုတင်တဲ့အခါကြလို့ရှိရင်ဒါလူချင်းမင်းတို့ရဲ့ဖုန်းမှာတွေ့ရမှာဖြစ်ပါတယ်ဗီဒီယိုအစ်တင်တဲ့အခါကြလို့ရှိရင်လူချင်းမင်းတို့ဖုန်းမှာမြင်ရမှာဖြစ်ပါတယ် subscribe ဆိုတဲ့စာတန်းလေးနှိပ်ထားလိုက်ရင်ဟောဗျာနော်ဟုတ်ပြီဒီအသွဲလေးကိုကြိုက်နေတဲ့အသွဲတွေရှိလို့ရှိရင်လည်းကိုမမှမှန်ပြီးပါဗျာနော်ကိုမမှမှန်ပြီးပါဘယ်အသွဲတွေကြိုက်လဲအကြိုက်ဆုံးအသွဲတွေရှိလို့ရှိရင်ကိုမမှမှန်ပြီးသွားပါအောင်ဗျာနော်နောက်ရမှာဆိုလို့ရှိရင်ကျွန်တော်
တခြားသောနီးတွေလုံးပိုင်နီးတွေပေါ့နော်လုံးပိုင်နီးတွေကီးနှလုံးတစ်လုံးပါကီးတွက်နီးတွေကျွန်တော်ပြပေးပါအောင်ပဲဗျာနော်ကဲအားလုံးပဲဒီလောက်ပါပဲဗျာအားလုံးပဲဘိုင်ဘိုင်